တင်ခုမြင်နေရတာကတော့ကမ္ဘာအကြီးဆုံးနဲ့အရက်ဆက်ဆုံးထောင်ဖြစ်ပါတယ်ဒီထောင်ထဲကအကျဉ်းသားတွေဟာအန်တရယ်အများဆုံးလူတွေပါပဲတင်တို့ဟာအဆိုးဝါးဆုံးထဲကအဆိုးဝါးဆုံး cycle တွေကိုမြင်ရတော့မှာပါ MS-13 and many other gangs these are animals ဒီကျင်းထောင်ကိုအကြီးစားရာဆိုးဓာတ်တွေအတွက်တည်ဆောက်ထားတာပါဒီကျင်းထောင်ထဲဝင်လာသူတိုင်းဟာအသက်ရှင်ရက်ပြန်မထွက်နိုင်တော့ပါဘူးဒီကနေလွတ်မြောက်ဖို့လမ်းမရှိပါဘူးแต่สู้နှစ်ပေါင်းများစွာကမ္ဘာရာဇဝတ်မှုအများဆုံးနိုင်ငံကနေကမ္ဘာအလွန်ခြုံဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်အောင်ဘယ်သူကပြောင်းလဲလိုက်တာလဲသူကတော့ El Salvador တမဒနာယီဘူကလီပါပဲပါလက်စတိုင်းမျိုးနွယ်စုကဆင်းသက်လာတဲ့သူဟာ2022ခုနှစ်မှာရာဇဝတ်ကိုင်းတွေကိုစစ်ကြေညာခဲ့ပြီးရာဇဝတ်သားပေါင်း64,000ကိုဖမ်းဆီးခဲ့ပါတယ်သူတို့အားလုံးအတွက်ပြန်ထွက်လမ်းမရှိတဲ့ဆဲကော့ဆိုတဲ့ငရဲခန်းကြီးကိုတိစောက်ခဲ့တာပါဒီထောင်ဟာအကျဉ်းထောင်တစ်ခုတည်းမကပဲလုံခြုံရေးခံတပ်ကြီးတစ်ခုပါဘောလုံးကွင်း8ကွင်းစာလောက်ကျယ်ဝန်းပြီးကျင်းသား4,000ဆန့်ပါတယ်အထဲကိုဝင်ဖို့ဆိုရင်လေစိတ်ထက်တောင်တင်းကျပ်တဲ့စစ်ဆေးမှုတွေကိုဖျက်ကျော်ရတာပါမျက်နှာမက်မိတဲ့စနစ်နဲ့လက်ပွေစကန်နာတွေလိုအစင်မြင့်နီးပညာတွေတုံးထားသလိုစစ်သား600နဲ့ရဲတပ်ဖွဲ့ဝင်250က24နာရီစောင့်ကြပ်နေတာပါအကျဉ်းထောင်စောင့်တွေဆိုရင်သူတို့မိသားစုတွေကိုထောင်သားတွေလက်စားချေမှာကြောက်လို့မျက်နှာဖုံးတွေစွတ်ထားရပါတယ်ဒီထဲမှာ Barrio 18နဲ့ MS-13 ဆိုတဲ့ကမ္ဘာအန်ဒေအရှိဆုံးဂိုင်းဝင်တွေရှိနေတာပါကျင်းသားတယောက်ဆိုရင်လူပေါင်း90ကျော်ခဲ့ပူပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ပေါ်ကတက်တူးတွေကသူတို့ပဲဂိုင်းကလည်းဘလောက်ရက်ဆက်ခဲ့တာလဲဆိုတာကိုပြသနေပါတယ် MS-13 အဖွဲ့ဝင်တွေရဲ့စေးမင်းကြောင့်မှာ MS ဒါမှမဟုတ်13ကိုတွေ့ရပါတယ်တခြားအဖွဲ့ဝင်တစ်ခုဖြစ်တဲ့18 Street Gang ကတော့18ဒါမှမဟုတ်666တီကင်းကနန်း3လုံးပေါင်းက18ဖြစ်ပြီးမာနတ်ကိုရည်ညွှန်းတဲ့တင်ငင်တာတွေကိုအသုံးပြုကြပါတယ်မျက်နှာမှာဂိုင်းဆိုင်ရာစေးမင်းကြောင့်ရှိတယ်ဆိုတာသူတို့ဟာအဲ့ဒီအဖွဲ့ရဲ့အကြမ်းဖက်ဆုံးအစစ်မြင့်အဖွဲ့ဝင်တွေဖြစ်ကြောင်းပြသနေတာပါလမ်းပေါ်မှာဒီလိုလူမျိုးနဲ့တွေ့မိရင်တိမ်မင်းနဲ့မျက်နှာချင်းဆိုင်ရတယ်လို့အန်တရယ်များပါတယ်မန်နက်ဦးချိုမန်နက်ကိုကိုးကွယ်ကြောင်းအမောင်တင်ကေတာပါတချို့ကမန်နက်စိတ်ခိုင်းချက်နဲ့လောက်ရက်တွေလောက်ကြတယ်လို့ဆိုပါတယ်မျက်ရည်ဆက်အသက်ဖြတ်မှုကျူးလွန်ကြောင်းပြသနေခြင်းဖြစ်ပါတယ်မျက်ရည်ဆက်တစ်ဆက်ဟာလူတစ်ယောက်ကိုတပ်ဖြတ်ခဲ့ကြောင်းဆိုလိုပါတယ်မျက်ရည်ဆက်38ရင်တပ်ဖြတ်ခဲ့တဲ့အသက်အရေအတွက်များလွန်းလို့ရေတွက်မရအောင်ဖြစ်နေပြီလို့ဆိုလိုပါတယ်ဒီထောင်ထဲမှာနေရတဲ့ဘဝကပဲလို့လဲသူတို့မိသားစုဝင်တွေလုံးဝလာတွေ့ခွင့်မရှိပါဘူးမီးတွေကို24နာရီလုံးဖွင့်ထားလို့အချိန်ကိုမသိနိုင်ပါဘူးသားစရာကထမင်းနဲ့ပဲပဲရှိတယ်အသားဆိုတာလုံးဝမပါပါဘူးထောင်ခန်းတစ်ခန်းမှာအကျဉ်းသားအယောက်100ရှိပြီးအိယာက80ယောက်စာပဲရှိပါတယ်အိမ်သားနဲ့ရေချိုးခန်းတစ်ခုပဲရှိပြီးအပြင်မှာတန်လန်းချီပါသိပန်းရပါတယ်စီကန်ချိုးဖောက်ရင်အလင်းရောင်လုံးဝမရှိတဲ့တိုက်ပိတ်ခန်းထဲမှာ15ရက်နေရပါတယ်သဲခော့အကျဉ်းထောင်ဟာဥပဒေချိုးဖောက်မဲ့သူတွေအတွက်အသီးသက်နေရဖြစ်ပါတယ်တစ်ခါဝင်ပြီးသွားရင်ပြန်ထွက်လာရန်လမ်းမရှိတဲ့အပြင်ပြင်ပကဘာနဲ့လုံးဝအဆက်အသွယ်ဖြတ်ပစ်ပြီးမိသားစုဝင်နဲ့နေအောင်ကိုတွေ့ခွင့်မရှိတော့ပါဘူးဤလူများဟာလူအဖွဲ့အစည်းတွင်တို့ဘယ်တော့မှပြန်လဲရောက်ရှိတော့မီမဟုတ်ပါဘူးဒီလိုတင်းကျပ်မှုတွေကြောင့်ပဲ2024ရွေးကောက်ပွဲမှာသမ္မတဟာထောက်ခံမဲ85ရာခိုင်နှုန်းနဲ့အပြတ်အသက်အနိုင်ရခဲ့တာပါအကြောင်းရင်းကတော့ပြည်သူတွေဟာပထမဆုံးအကြိမ်လုံခြုံမှုကိုခံစားနေရလို့ပါပဲဒါကြောင့်မကောင်းမှုရှောင်ကောင်းမှုဆောင်ပြီးဖြူအောင်စိတ်ကိုထားကြပါလို့ပြောရင်နောက်ဗီဒီယိုမှာတွေ့ကြပါမယ်